皆さんこんにちは。ဒီနေ့စမ်းစစ်သင်ပေးမယ့် grammar လေးကတော့ M4 မင်းသားတော်နေဝင်းကောရဲ့အခန်း44ရဲ့ grammar လေးပဲဖြစ်ပါတယ်။နံပါတ်1 grammar လေးမှာဆိုလို့ရှိရင် sukimas ကအဓိပ္ပာယ်ကနားနီလွယ်နေတဲ့ဘယ်ချင်းဒီမှာသုံးလဲဆိုလို့ရှိရင်လှုပ်ရှားမှုတစ်ခုခုကဒါမှမဟုတ်ရင်အခြေအနေတစ်ခုကအတိုင်းအတာတစ်ခုထက်လွန်သွားတဲ့အခါမျိုးမှာသုံးပါတယ်တဲ့Sukimas ရဲ့ဖောင်ပြောင်းပုံပြောင်းနည်းလေးက mass ကိုဖြုတ်ပြီးတော့ Sukimas ပေါင်းပေးရမယ်။ adjective တွေမှာဆိုရင် eo ဖြုတ် Sukimas ပေါင်း။ noun adjective တွေမှာဆိုရင် noun ကိုဖြုတ်ပြီးတော့ Sukimas ပေါင်းပေးရပါမယ်တဲ့။ Sukimas နဲ့ပတ်သက်တဲ့ re မှာဆိုလို့ရှိရင် re 一番မှာဆိုရင်ယူပဲမင်းညာကတဲ့ osake ကိုအရက်ကို nomi sukima ရှိတာတောက်လွင်းခဲ့ပါတယ်တဲ့ nomimas mass ကိုဖြုတ် Sukimas ပေါင်းအဲ့တော့ယူပဲမင်းညာဆိုတာကအတိတ်ဖြစ်တဲ့အတွက်ကြောင့် mass ကိုမသုံးဘဲနဲ့မရှိတာကိုသုံးထားတယ် Railway နိဗ္ဗာန်မှာဆိုလို့ရှိရင်ခိုနောဟိုဝါဒီနီလန်ကဖူကူဇာဆွေ Sukimas ရှုပ်ထွေးလွန်းနေတဲ့ဖူကူဇာစနာကရှုပ်ထွေးသောနာအချစ်တစ်ဆိုတော့နာကိုဖြုတ် Sukimas ပေါင်းနံပါတ်1 grammar ဆိုလို့ရှိရင် mass ကိုဖြုတ်ပြီးတော့ yasui desk ပေါင်းနဲ့ yasui desk ရဲ့အဓိပ္ပာယ်ကနာနီလွယ်ပါတယ်တဲ့ဘယ်ချင်းဒီမှာသုံးလဲဆိုလို့ရှိရင်ဖြစ်ပြဖို့အတွက်လွယ်ကူတဲ့အခါကျိုးလို့ဖို့အတွက်လွယ်ကူတယ်ဆိုလို့ရှိရင်သုံးပါတယ်တဲ့ဘယ်ဝင်အချိပံမှာဆိုလို့ရှိရင်ခိုနောပတ်ဆိုခွင်းဝဒီကွန်ပျူတာကစကားယာစူီဒက်စ်အသုံးပြုဖို့လွယ်တယ်တဲ့ဘယ်ဝင်ဒီပံမှာဆိုရင်ဂျီခိုဝမတော်တဆမှုတွေကတဲ့အာမေနော်ဟီနီမိုးရွာတဲ့နေ့မှာအိုခီယာစူီဒက်စ်ဖြစ်ပွားလွယ်ပါတယ်တဲ့ Okimas ကဖြစ်ပွားသည် mass ကိုဖြုတ်ပြီးတော့ Yasui desk ပေါင်းနံပါတ်3 grammar မှာဆိုလို့ရှိရင် mass ကိုဖြုတ်ပြီးတော့ Nikui desk ပေါင်းရမယ်တဲ့ Nikui desk ရဲ့အမည်အားကြတော့နာနီဖို့ခက်ခဲပါတယ်တဲ့ဘယ်ချင်းဒီမှာသုံးလဲဆိုလို့ရှိရင်ဖြစ်ပြဖို့တွေခက်ခဲတဲ့အခါပြုလုပ်ဖို့တွေခက်ခဲတဲ့အခါမှာသုံးနေတဲ့ဆိုပါစို့ဒီပိတ်စလေးကစုပ်ပြဲဖို့ခက်ခဲတယ်ဒီဖန်ခွက်ကလေးကကွဲဖို့ခက်ခဲတယ်ဒီလိုမျိုးချင်းနေလေးမှာသုံးတယ် Railway အချိမှာဆိုရင် Tokyo wa Suminikui desk တိုကျိုမျိုးကတဲ့နေထိုင်ဖို့ခက်ခဲပါတယ်တဲ့ Railway နိဗ္ဗာန်မှာဆိုရင်ခိုနောခုစရီဝဒီစေကနိကခုတဲခါပြီးတော့ Nominikui desk တောက်ဖို့ခက်ခဲတယ်တဲ့နိကာယခါတော့ adjective ကိုဖြုတ်ပြီးတော့ခုတဲပေါင်းပေးတယ်နောက်နံပါတ်4 grammar မှာဆိုလို့ရှိရင် shimas ရဲ့အဓိပ္ပာယ်ကလှုပ်တယ်ဟုတ်တယ်ပြောင်းလဲလာအောင်ဘယ်သူတွေကလှုပ်လဲဆိုရင်လူတွေကနေပြီးတော့လှုပ်တယ်ဆိုပါစို့နားလဲအောင်နဲ့ပေးရမယ်ဆိုလို့ရှိရင်ဥပမာပေးရမယ်ဆိုရင်အဲ့တော့စန်းစေးရဲ့အင်ကြီးလက်ကြီးကရှည်နေတယ်အဲ့ဒီအင်ကြီးလက်ကြီးကိုတိုးအောင်လှုပ်ချင်တယ်ဘယ်သူလှုပ်ရမလဲလူတွေကနေပြီးတော့လှုပ်ပေးရမယ်ဆိုပါစို့သပင်ကြီးကရှေ့သပင်ကြီးကရှည်တယ်ရှေ့သပင်ကြီးကိုရှည်တာကိုတိုးအောင်လှုပ်ချင်တယ်ဘယ်သူတွေကလှုပ်ပေးရမလဲလူတွေကလှုပ်ပေးရမယ်ဒါကြောင့်ပြောင်းလဲလာအောင်လူကနေလှုပ်ချင်တယ်ဆိုလို့ရှိရင်တဲ့ shimas ကိုသုံးပေးရမယ်တဲ့ဟောင်ပြောင်းပုံပြောင်းနည်းရကြတော့ adjective မှာဆိုရင် e ကိုဖြုတ်ပြီးတော့ kushimas ပေါင်း noun adjective ဆိုရင် noun ကိုဖြုတ် nishimas ပေါင်းမယ် noun ဆိုလို့ရှိရင်လည်း nishimas ပေါင်းပေးမယ်တဲ့ Railway အချိပံမှာဆိုရင် odo တဲ့အတန်ကို ookiku shimas အတန်ကိုကျဲအောင်လုပ်မယ်တဲ့အတန်ဆိုတော့ကြီးတယ်လို့မရှိဘူး ooki e ကိုဖြုတ်ပြီးတော့ kushimas ပေါင်း Railway နိဗ္ဗာန်မှာဆိုရင် heya ကိုအခန်းကို kirei ni shimas တန်ရှင်းအောင်လုပ်မယ်တဲ့တန်ရှင်းအောင်မတူတွေကလုပ်ရမလဲလူတွေကလုပ်ရမယ် kirei na adjective na ကိုဖြုတ် nishimas ပေါင်းRailway စမ်းပံမှာဆိုရင်ခဲခီကိုကိမုံကိုဟမ်းပွင့်နီရှိမတ်တဝက်ခွဲမယ်တဲ့ဟမ်းပွင့်တဝက်ဒီနောင်ဖြစ်တဲ့အတွက်ကြောင့်နီရှိမတ်ပေါင်းပေးရမယ်နံပါတ်5 grammar ဆိုလို့ရှိရင် noun နီရှိမတ်ဒီ noun နီရှိမတ်လေးကိုဘယ်ချင်းဒီမှာသုံးလဲဆိုလို့ရှိရင်အများတွေကနေပြီးတော့တစ်ခုကိုရွေးချယ်ပြီးတော့ဆုံးဖြတ်လိုက်တဲ့အခါမှာသုံးတယ်နမူနာအဖြစ်ပြောရမယ်ဆိုရင်မေခွန်းလေးဆိုရင်နော်မီမိုနော်ဝါတောက်စရာတွေကနန်းနီရှိမတ်ကဘာကိုတောက်မှလဲတဲ့ဖြေလိုက်တဲ့ဘီရိုနီရှိမတ်
ဘီယာကိုတောက်မယ်တောက်ဆရာတွေမှာဆိုရင်ဝိုင်းတောက်မလားဘီယာတောက်မလားဖြော်ရည်တောက်မလားရေတောက်မလားရွေးချယ်ဆရာတွေအများကြီးရှိတဲ့ထဲမှာဘီဒူဆိုတဲ့ဘီယာကိုရွေးချယ်သွားတယ်ဘီဒူကနောင်နီရှိမတ်ဒီနေ့စမ်းစစ်သင်ပေးခြင်းတဲ့ grammar လေးကတော့ဒီလောက်ပါပဲအားလုံးလည်းပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာဆက်လက်ပြီးတော့တွေ့ကြပါမယ်皆さんお疲れ様でした